surf လို့ကျွန်တော်တို့မြန်မာတွေကြားထဲမှာရေပန်းစားကြော်ကြားခဲ့တဲ့ 4Runner ဟာ Toyota ရဲ့ model တွေထဲမှာအတော်လေးအထင်ကြီးထည်တဲ့ကားတစ်စီးဖြစ်ပါတယ်1984ခုနှစ်မှာစတင်မိတ်ဆက်ထဲခြင်းကစပြီးအစီးရေ4တန်းကျော်ရောင်းချခဲ့ရပြီဖြစ်တဲ့ဒီကားဟာ SUV ကားများ၏အခန်းကဏ္ဍအသစ်ကိုဖွင့်လှစ်ခဲ့ပါတယ်အထူးသဖြင့် off-road ချစ်သူများကြားတွင်ပရိသတ်လက်ခံမှာရရှိထားပြီးခက်ခဲကြမ်းတမ်းသောလမ်းများကိုဖြတ်ကျော်မောင်းနေရတွင်စွမ်းရည်ကောင်းလာပါတယ်ယခု2025 model မှာ 4Runner ကိုအောက်ခြေကစပြီးဒီဇိုင်းအသစ်ပြန်လည်ရေးဆွဲထားပြီးနောက်ထပ်မြည်သည့်စွမ်းစားခီးကြမ်းမှုမဆိုရင်ဆိုင်ရန်အသင့်ရှိနေပြီဖြစ်ပါတယ် 4Runner ၏ကျန်းခိုင်တောင်းတင်းသောမူလပုံစံကိုထင်ရှားစွာမြင်တွေ့ရမည်ဖြစ်ပြီးစွမ်းဆောင်ရည်နှင့်တက်တောင့်တတရှိမှုနှမျိုးစလုံးကိုတိုးမြင့်ရန်ခေတ်မီနည်းပညာများဖြင့်မွမ်းမံထားပါတယ်ရွေးချယ်စရာ grade ပေါင်း9မျိုးထိပါရှိသဖြင့် Toyota မိသားစုတွင်အစုံအလင်ဆုံး line-up တစ်ခုဖြစ်ပြီးလူတိုင်းစိတ်ချိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ engine စွမ်းဆောင်ရည်ပိုင်းအတွက် line-up တစ်ခုလုံးမှာ turbocharged engine အသစ်များ၏အမခန်းယုံအားတောက်များကိုအသုံးပြုထားပါတယ်။ Standard iForce ဓာတ်ဆီ engine ကမြင်းကောင် A 288ကောင်နှင့်ယုံအား torque 319 feet ပေါင်းထုတ်ပေးနိုင်ပါတယ်။ iForce Max Hybrid စနစ်မှာမြင်းကောင်ရေ326ကောင်အထိနဲ့အမခန်းယုံအား465 feet ပေါင်းအထိထုတ်ပေးနိုင်ပါတယ်။ engine နှမျိုးစလုံးမှာအမြင့်ဆုံးယုံအား peak torque ကို1900 rpm ဝန်းကျင်မှာရရှိနိုင်ပြီးမောင်းနေရမှာပိုမိုပေါ်ပါတွက်လို့ရှိပါတယ်။မတ်ဆော့ကတော့တောင်းတလက်နေရာမှာမြန်လန်းမကြီးများလုံလောက်သောစွမ်းအားကိုပေးစွမ်းနိုင်ပြီးစီစောင်းနှုန်းကိုလည်းသက်သာစေပါတယ်။ကြံ့ခိုင်မှုမြင့်မာသောကိုယ်တယ်နှင့်ရှေ့ဖက်ရှိ double wishbone suspension နောက်ဖက်ရှိ multi-link wine စနစ်တို့ဒီငယ်မှုနှင့်မြေညောင်မှုကိုမျှတစေပါတယ်။လမ်းအခြေအနေပေါ်မူတည်ပြီး damping force ကိုအလိုလျောက်ချိန်ညှိပြီးသော adaptive variable suspension များပါဝင်သဖြင့်တည်ငြိမ်ပြီး premium ဆန်သောစီးနှင်းမှုကိုပေးစွမ်းနိုင်ပါတယ်။အပြင်ပိုင်းအနေနဲ့ high clearance shape and bar, power tailgate နဲ့ 4Runner ၏သင်္ကေတချစ်သောအနောက် power window တို့ပါဝင်ပါတယ်။ Trail Hunter version နဲ့ TRD Pro version တို့တွင်မူလ design grill များနဲ့ integrated light bar များ TRD Pro တွင်အနက်ရောင် fender များနဲ့ premium grade များတွင်20လက်မပြီးများနဲ့ power running box တို့ပါဝင်ပါတယ်။ 12.3-inch digital gauge cluster နဲ့ head-up display တို့ကလည်းမြင်မောင်းသူကိုအာရုံစိုက်မှုမပျက်စီးဖို့ကူညီပေးမှာပါ။ပြီးတော့လမ်းကျန်းမောင်းနေရာမှာပတ်ဝန်းကျင်ကိုကောင်းကောင်းမြင်တွေ့နိုင်ဖို့ 3D multi-terrain monitor နဲ့ပါဝင်ပါတယ်။ပေါင်6000အထိဝန်ဆွဲနိုင်ပြီး Toll Technology Package ကိုဝယ်ယူရရှိနိုင်ပါတယ်။ Toyota Safety Sense 3.0 က grade အားလုံးမှာ standard အနေနဲ့ပါဝင်ပြီး pre-collision system, lane departure alert, dynamic radar cruise control စသည်တို့အပြင် blind spot monitor တို့လည်းပါဝင်ပါတယ်။2025 Toyota 4Runner ဟာလမ်းမပေါ်မှာတင်မွေ့မှုနဲ့လမ်းကျန်းမောင်းနှင်ခြင်းစွမ်းဆောင်မှုကိုမျှတစွာပေါင်းစပ်ထားပြီးမျိုးဆက်သစ်တို့အတွက်စွမ်းစားခန်းများကိုပေါ်ဆောင်ပေးနိုင်တဲ့ကားဖြစ်ပါတယ်။ဒီအချက်များအားလုံးကိုကြည့်ခြင်းအပြင် 4Runner ဟာရှင်ပြိုင်မှုပြင်းထန်တဲ့ SUV ကားလောကကိုနောက်တစ်ချိန်ပြန်လည်ဆုမှုကိုအသင့်ရှိနေပြီဖြစ်ကြောင်းထင်ရှားပါတယ်။လိတ်ဆွေတို့ရော2025 Toyota 4Runner ကိုကြည့်ရတာဘယ်လိုမြင်လဲဗျာ။ comment မှာရေးသွင်းလို့ရပါတယ်နော်။ဒီဗီဒီယိုလေးကိုကြည့်ရတာအဆင်ပြေတယ်ဆိုရင် like and subscribe လေးလုပ်ပြီးနောက်ထပ်ဗီဒီယိုတွေဖန်တီးဖို့ခွန်အားပေးပါဦးနော်။ကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ။